နှစ်ထပ်မမေကအဲ့ဒါအော်တိုကတ်နဲ့ဆွဲပေးရမှာလားစကက်ရှက်နဲ့ဆွဲပေးရမှာလား ဒီမှာပတ်တူကနဲ့ဒီကြောက်ကွင်းနဲ့ အော်တိုကတ်နဲ့အီဂျာကွင်းနဲ့ဟုတ်ကဲ့ ပတ်တူဇဘဲလဲဝယ်ပေး ဇပွဲလဲဝယ်ပေးမယ်ဟုတ်ကဲ့ဟုတ်ကဲ့ ဇဘဲဒီကြောက်ကွင်းစားဖို့တူတော့ဝယ်ပေး ဟုတ်ကဲ့အီဂျာကွင်းစားဖို့ဇပွဲပါဟုတ်အဲ့အိမ်ထဲမှာထည့်ပေးလိုက်မယ်နော် ထပ်ပေးလိုက် လောဆယ်မမေကပလန်ပြရမယ်နော် ပလက်ပြ ပလန်ပြပြီးမှမမေ 3D ဆွဲမယ်နော် ဟုတ် 3D ကဘာနဲ့ဆွဲရမှာတော့ အဲ့တော့ ဘာနဲ့ဆွဲရမှာအော်တိုကတ်နဲ့လားစကက်ရှက်နဲ့လား စကက်ချက်နဲ့ မမေကိုပတ်စံဘာနဲ့ပေးမှာ တပေးနဲ့ ဟုတ်ကဲ့ပေးနဲ့ဘယ်လောက်ပေးမှာ နှစ်တောင်း 1000နဲလိုက်တာအကိုကြီးကလည်း1000ကနဲလုံးပါလေကိုကြီးကတအားနိုင်တာပဲ ဟုတ် လှေကားရောတက်ရတာအဆင်ပြေရလားလှေကားတစ်ထစ်ကိုမမေဘယ်လောက်ထားပေးရမလဲ သူတို့တထောင်တဒါနာထောင်ထားပေး 1000 2000ထားပြင်မယ်ဟုတ်ကဲ့အမိုးကရောဘာမိုးပေးရမလဲဘာရောင်လေးမိုးပေးရမလဲ ပေမူ ပန်းရောင်တော့မိုးပေးရမှာဟုတ်ကဲ့ ပေမူလေ အေးပန်းအပြာရောင်အမိုးဟုတ်ကဲ့ပြီးတော့ဗာထည့်ခြင်းသေးတယ်အိမ်မှာ ဒီမှာလေတာရမူလေ ဟုတ်တယ်အဲ့လိုအပြာရောင်မိုးလေးမမေထည့်ပေးမယ်နော်ပြီးတော့ သူတို့ပကြရမူလေ ဟုတ်ကဲ့အပြာရောင်မိုးလေးထည့်ပေးလိုက်မယ်နော်အေးရပြရ အဲ့ရအပြာရောင်โอเค blue house လေးပေါ့ blue holly ဟုတ်ကဲ့ အိုးရေအေးရ blue ပြ blue ပြာရောင်ဆိုခွက်ကလေးတွေကဘာရောင်ထည့်ပေးရမလဲ ခွက်လေးလေမယ ဟာပန်းရောင်လေး ခွက်ကလေးပြရ အပြာရောင်ထည့်ပေးမယ်โอเคကိုမနေ့ကခွဲလိုက်တဲ့ခွက်ကဘာရောင်လဲ တာရ ဟုတ်ပါဘူးပြောပြအောင်ကိုမနေ့ကခွဲတဲ့ခွက်ကဘာရောင်လေးလဲ ချူရောင် အချူရောင်ဘာလို့ကိုကခွဲလိုက်တာတော့ ဘာဘာ ဒီဇိုင်းလာအပ်တာလားပြန်တော့မှလားစိုက်ကယ်ကြီးနဲ့ဟုတ်အဲ့ဒါလက်ခံထားလိုက်မယ်နော် ဟုတ် တက်တာနော် တက်တာ ရောင်းသွားတော့မနော် အေးတော်ရုံသွား ဟာရ ရုံဝမြန်လာမချောလက်ဝယ်ခဲ့အောင်နော် ဟာဟုတ် โอเคအမလေးမိဘကိုခုချိန်နဲ့ ဝယ်ကောင်မဲ ရုံမှာပစုံကြောက်ကွာရောင်းလားဟုတ်ကဲ့